ဒါကလည်းကျွန်တော်ရဲ့ first video လေးပေါ့နော်ကျွန်တော်တစ်ခါမှလည်းဒီလိုမျိုးရိုက်ဖူးတင်ဖို့ခြင်းမရှိဘူးဗျာဒါကျွန်တော်ရဲ့ပထမဦးဆုံးဖြစ်တဲ့အတွက်တော်တော်လေးတော့ခက်ခဲတယ်ပေါ့နော်ဗီဒီယိုတစ်ပုဒ်ရောက်ဖို့ချိန်ရဖို့ကျွန်တော်ရန်ခက်ခဲတယ်ဗျာကျွန်တော်စမ်းလို့ကြည့်မယ်လို့ကိုယ်ကိုဆုံးဖြတ်လိုက်တယ်အဲဒါကြောင့်ကျွန်တော်စတင်ကြည့်မယ်ပေါ့လေဒါကဘာလဲဆိုတော့ကျွန်တော်အချိန်ကြီး waste ဖြစ်တာကိုကျွန်တော်အရင်နှက်မျောလို့ကျွန်တော်လိုလည်းမဖြစ်အောင်လို့18 19ညီငယ်လေးတွေဗျာ18 19ညီမှာကျွန်တော်ဗယံပတာညီခဲ့တယ်ဗျာဒီလား16 16 16 18 19အဲ့နှစ်တည်းမှာကျွန်တော်ဗယံပတာညီခဲ့ကျွန်တော်ဘာ system မှလည်းမရှိသေးလို့ကျွန်တော်ဘယ်လိုနေ့တွေကို control လုပ်ရမလဲဆိုတော့ကျွန်တော်မသိဘူးဗျာကျွန်တော်မှာအစီအစဉ်မရှိဘူး schedule လည်းမရှိဘူးကျွန်တော်ဒီတိုင်းနေချင်လို့နေစားရဆိုစားဒီလို game နေတိုင်း store ခဲ့တယ်ပေါ့ဗျာဒီကကျွန်တော်20ဒီအသက်20ကျော်ရောက်လာတဲ့အခါမှာကျွန်တော်ကိုယ့်ကိုနာမရတာပါလဲဆိုတော့ဟောငါဒီအသက်အရွယ်19 18 19မှာငါဒီအရင်မလုပ်ခင်ကောင်းမယ်ဆိုတဲ့အတွေ့ကျွန်တော်မှဝင်လာတယ်ဗျာအဲ့ဒီကစပြီးကျွန်တော်19ကျော်လောက်ပေါ့နော်19ကျော်လောက်မှာကျွန်တော်ကိုယ့်ကိုဆုံးဖြတ်ချက်ချလိုက်တယ်ငါတခုတော့အသက်အရွယ်တစ်ခုရောက်လာရင်တခုဖြစ်ကြမယ်ပေါ့နော်ဒီလိုမျိုးဆုံးဖြတ်ချက်ကျွန်တော်ချလိုက်တယ်ဗျာအဲ့တော့ကျွန်တော်ဘာစားလုပ်လဲဆိုတော့ကျွန်တော်စာအုပ်တွေဖတ်တယ်စာအုပ်တွေကိုရရမုံမုံနဲ့စုပြီးဝယ်တယ်ပြီး land နဲ့ကျွန်တော်လုပ်တယ်ပေါ့ဒီဘာလို့လဲဆိုကျွန်တော်ဒီ land နဲ့မသက်မှာဒီစာအုပ်တွေကအရင်ရေးပါတာဆိုတော့ကျွန်တော်နားလည်လာတယ်နားလည်တဲ့အတွက်ကျွန်တော်စာအုပ်တွေကျွန်တော်စံတိုင်းမှာဝယ်တယ်ပြီးရင်ကျွန်တော်စာဖတ်တယ်တိုးထက်လာမလားပေါ့ဗျာဒါပေမဲ့ဖတ်တော့ဖတ်တယ်ဒါပေမဲ့ကျွန်တော်သိတယ်ဗျာအဲ့စာဖတ်နေလို့ကျွန်တော်သိတယ်ဒီစာအုပ်တော့ကိုဘယ်လိုမျိုး memorize လုပ်ရမလဲဆိုတော့ကျွန်တော်ကောင်းကောင်းကြီးနားလည်ဒါပေမဲ့ကျွန်တော်မသိတာပါလေလို့စာအုပ်ထဲမှာ note တော့ထုတ်လိုက်တယ်ဗျာဒါပေမဲ့တကယ်ကြတော့ဒီစာအုပ်တော့ဖတ်ပြီးတဲ့အခါမှာတိလိုက်တာတွေကတော့အများကြီးပဲဒါပေမဲ့လက်တွေ့ဘဝမှာမသုံးဖြစ်ဘူးမလုပ်ဖြစ်ဘူးပြောရရင်ကို note စာအုပ်ထဲမှာတော့ note တွေပတ်ထားတာအများကြီးပေါ့ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်မသိဘူးနားမလည်ဘူးဒီတော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချရတယ်ငါစာရေးတော့ဖတ်တာတော့ဟုတ်ပြီငါဒါကိုဘယ်လိုမျိုးလက်တွေ့ဘဝမှာအသုံးချဖို့အတွက်ငါလုပ်မလဲပေါ့ငါလေ့ကျင့်မယ်ငါရဲ့ daily routine မှာဒါမျိုးဘယ်လိုငါတွေးသားထဲမှာဘယ်လိုစီးစင်းအောင်လုပ်မလဲငါအချင်းတစ်ခုကိုငါမသိစိတ်ထဲကနေပြီးတော့ဘယ်လိုမျိုးတောင်းတနေအောင်လုပ်မယ်စားလောင်းနေအောင်လုပ်မယ်ဆိုတော့ကျွန်တော်တွေးမိတယ်အဲကြောင့်ကျွန်တော်ဟိုဒီဗီဒီယိုမှာကျွန်တော်တော့ပြောပြချင်တာပေါ့နော်ဒါ intro ပေါ့ဗျာ intro 2 minute ကြာသွားတယ်ဒီကပြောပြချင်တာဘာလဲဆိုတော့ကျွန်တော်သုံးခဲ့တဲ့နီးဖြစ်တယ်ကျွန်တော်သုံးခဲ့တဲ့ method ဖြစ်တယ်တော်တော်လေးလည်းအလုံးဖြစ်တယ်ပေါ့နော်ကျွန်တော်အတွက်အရန်လုံးဖြစ်တယ်ဒါကတော့ကျွန်တော်နီးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သုံးခဲ့တဲ့နီးကျွန်တော်နီးမဟုတ်ဘူးဒီ the first principle thinking ဒီအကြောင်းအရာကိုကျွန်တော်ပြောမှာပေါ့နော်ဒီအတွေးခေါ်လေးကဘယ်လိုလဲဆိုတော့ဗျာကျွန်တော်အကြောင်းအရာတစ်ခုလုပ်တယ်ပဲထားပါတော့ခုအကြောင်းအရာတစ်ခုကျွန်တော်လုပ်တယ်လုပ်တဲ့ခါမှာကျွန်တော်ခုမနေ့ဖက်9နာရီထားမယ်ပေါ့လေဒါပေမဲ့မနေ့ဖက်9နာရီထားမယ်တွေးပြီးတော့တကယ်လက်တွေ့မှာကျွန်တော်မထားဖြစ်ဘူးအဲ့လိုမျိုးနေ့ရက်တွေကျွန်တော်တို့မှာရှိရဗျာပြီးတော့ထားမယ်ထားလာအောင်9နာရီနိုးတယ်ပဲလမ်းပေးထားရပဲထားတကယ်ထားလိုက်တဲ့အချိန်မှာတကယ်လှုပ်ဖြစ်လာဆိုတော့မလှုပ်ဖြစ်ဘူးအဲ့ချိန်တိုင်းဘာဖြစ်လဲဆိုတော့ကျွန်တော်စိတ်ကလေဘယ်လိုပြောရမလဲငါမထလည်းရပါတယ်ပေါ့ပြီးရင်အဲ့ချိန်မှာကျွန်တော်စိတ်ကထားချင်စိတ်ကမရှိတော့ဘူးဗျအဲ့ချိန်ရဲ့စိတ်ကအဲ့စိတ်ကကျွန်တော်တို့ပထမဆုံးတစ်နေ့မှာအခက်အခဲဆုံးပဲအဲ့စိတ်တွေကိုကြွတ်ဖက်နိုင်ကျွန်တော်တို့တော်တော်လေးအဆင်ပြေကျွန်တော်တစ်နေ့တောင်အောင်မယ်လို့ပြောလို့ရတယ်ပထမဆုံးကျွန်တော်တို့အခက်အခဲကကျွန်တော်တို့ဖြစ်တမ်းမှုအရင်ခက်တဲ့စိတ်ကအဲ့ချိန်ရဲ့စိတ်ကိုကျွန်တော်တို့အနိုင်ယူတဲ့စိတ်ကိုအဲ့စိတ်ကကျွန်တော်တို့တော်တော်ခက်ခဲတယ်ဘာလို့အဲ့စိတ်ကိုကျွန်တော်တို့အနိုင်ယူရလဲဆိုတော့ကျွန်တော်တို့ကပြင်းပြတဲ့ဆန္ဒမရှိဘူး right ဒါပဲလေဘာလို့လဲဆိုတော့ဗျာဟိုကျွန်တော်အဲ့ရထားမယ်လဲထားကျွန်တော်တို့ထားမယ်တွေးပြီးတော့မထားဖြစ်ဘူးဘာကြောင့်လဲဆိုတော့အကြောင်းကြောင့်ကျွန်တော်မသိဘူးအဲ့ကြောင့်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကဒီမနက်ခင်းရောက်တဲ့အခါမှာမနက်တိုင်းကိုအနိုင်ရတဲ့သူတယောက်ဖြစ်အောင်လို့ကျွန်တော်သုံးခဲ့တဲ့နေရာ the first principle thinking ငါထားမယ်လို့တွေးတဲ့အချိန်မှာငါဘာကြောင့်ဒီအိပ်ရအောင်ထားချင်တာလဲကျွန်တော်မှပြန်ပြီးကိုယ့်ကိုပြန်ပေးရမှာနော်ကိုယ်ပြန်ပေးရမယ်ဘာလို့အဲ့ဒါရှီမန်းချက်ရွေချက်တွေရှိရမယ်အဲ့ဒါမှသာလေကျွန်တော်တို့ကဒီအိတ်ချင်တဲ့စိတ်ကိုနိုင်ယူမယ်အနိုင်ယူနိုင်မှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးမဟုတ်ဘဲနဲ့ဗျာအကြောင်းအရာမရှိဘူးငါထားမယ်ဆိုရဲဟာကြီးပဲဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးဘယ်တော့မှလည်းနိုင်ရမှာမဟုတ်ဘူးအဲ့စိတ်ကိုတနေ့တာကျွန်တော်တို့အနိုင်မရနိုင်ဘူးလေဒီတော့ကျွန်တော်တို့လောက်ရမယ့်အကြောင်းအရာကကျွန်တော်ဒီငါဘာကြောင့်ထားလဲအကြောင်းငါဘာကြောင့်ထားခြင်းလဲဆိုတဲ့အကြောင်းအရာဘာကြောင့်ထားရတာလဲထားပြီးတော့ငါဘာလုပ်မှာလဲဆိုတဲ့ဟာလေးကိုကျွန်တော်အစီအစဉ်ဆွဲထားဖို့လိုတယ်ကျွန်တော်တို့စပြီးလုပ်တဲ့ခါကျရင်မနေ့မိုးလင်းလာပြီဆိုရင်ကျွန်တော်တို့စိတ်ထဲမှာဘာမှတွေးကြမလို့ဒါတွေးရမယ့်တစ်ခုပေါ့တော့ကျွန်တော်တွေးတဲ့နေရာကျွန်တော်ခဏအဲ့ရထားတယ်ထားပြီးဆိုရင်ကျွန်တော်ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေလုပ်တယ်ပြီးရင်ကျွန်တော်စိတ်ကို focus ဖြစ်အောင်ကျွန်တော်9မိနစ်လောက်ကျွန်တော် meditation လုပ်တယ်ဒီပဲ meditation လုပ်တယ်ပြီးတဲ့ခါကျကျွန်တော်ရေချိုးတယ်ပြီး push up လေးပါလေးနည်းနည်းလုပ်တယ်ပေါ့ဗျာတိုက်ထိုးတာလေးပါနည်းနည်းလေ့ကျင့်ရအောင်ကျွန်တော်လုပ်တယ်လုပ်ပြီးရင်ကျွန်တော်မနက်စောစီ coffee တစ်ခွက်ဒါကျွန်တော်ရဲ့ daily routine ပေါ့နော်မနက်ပိုင်းဒါကျွန်တော် fix ဖြစ်သွားပြီเนาะကျွန်တော်ရဲ့ဘယ်လိုပြောရမလဲကျွန်တော်အလို့ရကျွန်တော်အားဆိုင်စရာမလိုတော့ဒီလေ့ကျင့်တစ်ခုလုပ်ဖို့အတွက်ကျွန်တော်
အားဆိုင်ဖို့မလိုတော့ဘဲနဲ့ကျွန်တော်ဒီဟိုတော့သူအလုပ်လုပ်သွားတာပေါ့ဗျာဟိုအလေးချင်းတစ်ခုကကျွန်တော်တို့အစာပိုင်းမှာမွေးမြူရတာခက်ပေမဲ့မွေးမြူသွားအဲ့အလေးချင်းကကျွန်တော်တို့အလုပ်လုပ်သွားတယ်ကျွန်တော်တို့အုံနောက်ကအေးလေးချင်းထိန်းချုပ်သွားတယ်ဗျာပထမပိုင်းမှာကျွန်တော်တို့အုံနောက်ကကျွန်တော်အလင်းချင်းကိုလုပ်ဖို့အတွက်ကိုသူကဘယ်လိုပြောမလဲ conference ဇုံကနေသူ block လုပ်ထားတာကျွန်တော်တို့ရုံထွက်ဖို့ခက်တယ်တည်မလားအရင် constrict ဖြစ်တယ်ဗျာရုံထွက်ဖို့ခက်လုံးတယ်အရင်သူကထိန်းချုပ်တာကျွန်တော်တို့အုံနောက်ကဒီ comfort zone ကိုကျွန်တော်တို့ရုံထွက်ဖို့ဆိုရင်ကျွန်တော်တို့ပြပြရေးစိတ်ဆန္ဒရှိဖို့လိုတယ်ပြီးတဲ့အခါမှာကျွန်တော်တို့မနေ့မိုးလေးတဲ့အခါမှာတိတိလေးအလေးချင်းတစ်ခုဖြစ်ဖြစ်အိယာသိမ်းတာဖြစ်ဖြစ်โอเคဒါအဲ့ကျွန်တော်ကတော့အမှန်တိုင်းပြောရင်ကျွန်တော်အိယာသိမ်းတယ်လို့မဟုတ်ဘူးဗျာဒါကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်အိယာသိမ်းတယ်လို့မဟုတ်ဘူးဒီတိုင်းပဲကျွန်တော်အိယာခောက်တယ်ဒီတိုင်းပဲဟိုထားလိုက်တယ်လို့လာရင်ဟိုတင်ပြီးတင်ဒီလိုပဲထားလိုက်တာအရင်တော့အခုလဲကျွန်တော်စူးစမ်းနေပါတယ်ဒါပေမဲ့အလေးချင်းတစ်ခုကကျွန်တော်ပုံမှန်ဖြစ်ဖို့ဆိုရင်တော့အဲ့လိုကျွန်တော်ပြောတဲ့ method တွေပေါ့သုံးမှုလိုတာပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်ပြီးရင် schedule တွေကျွန်တော်ညဘက်ထဲကနေကြိုဆွဲထားရမယ်ပြီးကျွန်တော်အလေးချင်းတစ်ခုဖန်တီးရမယ်အလေးချင်းနေရာပဲကျွန်တော်ပြန်ပြီးတော့ဖန်တီးသွားလိမ့်မယ်ကျွန်တော်ပြောချင်တဲ့ the first page ပဲသင်ခဲ့အဲ့ဒါတူတူလေးပဲရှိပါသေးတယ်ကျွန်တော်ပြောတာတူတူလေးပဲရှိသေးတယ်ကျွန်တော်နောက် video တွေမှာဒီထက်ပိုပြီးတော့များပြားတဲ့ဟာမျိုးနဲ့ကျွန်တော်ပြန်လာခဲ့ရပေါ့နော်